လုံးမဲ့မင်္ဂလာပါရှင်အခက်ရဲ့စတုထနီလန်းကတော့တည့်ရတနာဥစ္စာများကိုထိမ့်သိမ်းကာကွယ်ပါဆိုတာပဲဖြစ်ပါတယ်ရှင်ငွေကြေးရှာဖွေရတာနီးပြူဟာရှိတယ်လို့ရှာဖွေရရှိလာတဲ့ငွေကြေးတွေကိုထိမ့်သိမ်းဖို့ဆိုရင်လည်းနီးပြူဟာနဲ့အလေးကျင့်ကောင်းတွေရှိဖို့ရလိုအပ်ပါတယ်ရှင်အခက်ဟာပထမဆုံးစူးစောင်းရရှိငွေလေးကိုတိုးပေါင်းအောင်လုပ်တဲ့နေရာမှာလွဲမားတဲ့အတွေ့အခေါ်တစ်ခုကဆုံးရှုံးမှုကြုံတွေ့ရပြီးကြီးမားတဲ့တင်ငန်းစာတစ်ခုရရှိခဲ့ပါတယ်ရှင်။နောက်တစ်ချိန်လုပ်ငန်းနဲ့ပတ်သက်ပြီးအတွေ့အကြုံများစွာရရှိလာပြီးတဲ့နောက်မှာတော့အုပ်ဖို့သမားကိုကြောက်ဝဲခိုင်းတာဟာအတော့ကိုယူတူရရောက်ကြောင်းကိုရင်နာနာနဲ့မှတ်ချက်ပေးခဲ့ပါတယ်ရှင်။ရင်းနှီးမြှုပ်နှံနေဆိုတာကိုယ့်ရဲ့ငွေရင်းဆုံးရှုံးသွားနိုင်တဲ့အနေအတွေအမြဲတမ်းရှိနေနိုင်ကြောင်းကိုအခက်ကသူ့ရဲ့တင်ငန်းစာကနေအကြံပြုပေးခဲ့ပါတယ်ရှင်။ကိုယ့်ရဲ့နေပါတဲ့အတိအမြင်လေးနဲ့ဟုတ်လာပြီဆိုပြီးရဲတင်းစွာမဆုံးဖြတ်ဖဲနဲ့ကိုရှောက်လမ်းမဲ့စီးပွားရေးနယ်ပယ်မှာလုတ်တက်ကိုင်တက်သူလုပ်ငန်းအတွေ့အကြုံကျွမ်းကျင်သူတို့ကိုလိလာချစ်ကပ်တင်ကြောင်းကိုလည်းထပ်ဆင့်အကြံပြုခဲ့ပါတယ်ရှင်။ထို့သူတွေရဲ့အကြံဉာဏ်တွေဟာကိုရင်းနှီးမြှုပ်နှံမဲ့ငွေကြေးတွေလောက်တန်ဖိုးရှိကြောင်းကိုလည်းအသိပေးခဲ့ပါတယ်ရှင်။ပိန်ကျုံနေတဲ့ပတ်စံအိတ်ပြည်တင်းလာစေဖို့ရစမနီလန်းကတော့ကိုပိုင်အိမ်ယာတစ်ခုရရှိလာအောင်ငွေစုဆောင်ပြီးတော့ဆောင်ရွက်ရေးပဲဖြစ်ပါတယ်ရှင်။မိသားစုတာချမ်းမြေဖို့ကငွေရှိရုံနဲ့မလုံလောက်ပါဘူးရှင်။ကလေးငယ်များပျော်ရွှင်မြူးတူဆော်ကစားစရာနေရာအိမ်ရှင်မတွေစိတ်ကြည်လန်းဆန်းစီရဲ့အလားဆိုင်တစ်ပင်ပန်းမှန်တွေကိုယ်တိုင်စိုက်ပျိုးထားတဲ့အသီးအနှံတွေကိုလက်ဆက်စွာခူးဆွစားသုံးဖို့ရာစာလီတို့အတွက်မရှိမဖြစ်လိုအပ်ဆုံးအရာကကောင်းမွန်လှပခံရတဲ့ကိုယ်ပိုင်အရာတစ်ခုပဲဖြစ်ပါတယ်ရှင်။မိသားစုရဲ့အကြီးအကဲဖြစ်သူလင်ယောက်ျားတစ်ယောက်အနေနဲ့လည်းကိုယ့်ရဲ့စိုက်ပျိုးထားတဲ့စပစ်ခင်းကစပစ်တီးကနေကိုယ်တိုင်ထုတ်လုပ်တဲ့ဝိုင်အရက်ကိုတောက်တုံးနိုင်ခြင်းဟာဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်မလဲရှင်။ကိုယ့်ရဲ့အိုးအိမ်ကိုကိုယ်ပိုင်ပိုင်ဆိုင်မယ်ဆိုရင်ဝမ်းမြောက်ဂုဏ်ယူစွာပြုစုပြောထောင်နိုင်မယ်ကိုယ်ပိုင်ချမ်းဝန်းတာရှိမယ်ဆိုရင်တော့လူတစ်ယောက်ဟာကိုယုံကြည်မှုရှိလာပါတယ်ရှင်။ဒါကြောင့်မို့တင်းတို့အားလုံးကိုလည်းကိုနေတဲ့အိမ်ကိုပိုင်ဆိုင်နိုင်အောင်ဒါမှမဟုတ်ကိုယ်ပိုင်အိမ်တစ်ခုရရှိအောင်ဒီမှန်းချက်ထားပြီးတော့စူးစမ်းဖို့ကိုအခက်ကတိုက်တွန်းခဲ့ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။